ညာမှာစကားလာပေးတယ်ပုံမတင်တဲ့နေဆိုတရေ6မှာတော့ကြောက်ပါတယ်စကားသိမပြောစကားမှာပြောရင်ဘလို့ဖြစ်လဲဆိုဟောစာဗာလဲဟောတဲ့အပြင်မှာတွေ့ချင်လို့လိုင်းပေါ်ကသူကလည်းမကြိုက်ဘူးတွဲလည်းမတွဲတတ်ဘူးလို့လိုင်းပေါ်ကသူတွေကိုကြိုက်လည်းမကြိုက်တွဲလည်းမတွဲတတ်ဘူးကိုယ်ချစ်တယ်ဆိုအပြင်မှာတစ်ခါတွေ့ဘူးလားတွေ့ဘူးပြီးတော့နော်နေဘူးတွေ့ဘူးပြီးတော့မင်းကိုချစ်တယ်ပြီးလက်ခံလို့ရပြီကိုယ်မြင်တော့မြင်ဘူးကဒီပုံလေးဖုံးနေတဲ့ဟာတွေပဲကြည့်ပြီးမြင်ဘူးပြီးတော့ချစ်တယ်လို့ပြောရင်မယုံဘူးလို့အဲ့လိုမျိုးနဲ့အင်းမားတယ်နောက်တဲ့ပြီးအဲ့လိုမျိုးနော်အဲ့လိုဟိုဖတ်တိတ်ပေါ့ကိုနဲ့စတွေ့ရင်ဖတ်တိတ်မှာတော့မှပဲသိရမလားဟိုဗာလေ300ပတ်စံမရှိလို့သိလားအာစိတ်ပြတ်ဖို့ရန်ကောင်းတယ်ကိုကရှင်းပေးနေရတဲ့ပုံစံမျိုးပတ်စံမတ်တာမဟုတ်ပါအဲ့လိုမျိုးကြောက်နေစိတ်ညစ်နေတယ်အဲ့မင်းကလေးကမကြိုက်ဘူးမလို့ဒီတစ်ခေါက်တွေ့ပြီးနောက်တစ်ခေါက်ရှင်းပေးရတယ်ဆိုတာထားလိုက်တော့ပါလေ first date မှာတော့မပတ်စံမရှိဘူးဆိုတာကြီးလေဟာအမှန်ရင်သူ့တရားရခိုင်ကတော်တော်စိတ်ညစ်အဲ့ဒီရစိတ်ညစ်မှုပေါ့အားကြောင့်လို့ပြောတာဖေလိုချင်တဲ့တိုက်ကတော့မှမတွေ့သေးဘူးနဲ့ကြီးစားထားရင်ရင်ရွှေးရပြီကိုတကယ်တဘောကြတယ်ဆိုတော့ဒီလိုတဘောကြအေးလုံနေတာလုံနေလိုက်နေလည်းမြို့လည်းလုံနေနောက်ပိုင်းတော့အနေဝေးသွားတာပဲပါသွားတာလို့ကိုဘလောက်အေးပေါ့အနေဝေးရဲ့သူနဲ့အနေနီးရဲ့သူလည်းပွားတယ်နောက်ဆိုရေးစားထားတယ်ခုနကဒီရန်ကုန်မှာနေပဲတောင်ရန်ကုန်မှာနေရန်ကုန်ပြီးမှသူလည်းတဘောကြရန်ကုန်ပြီးမှသူပဲတဘောကြတယ်မန္တလေးမှာနေမန္တလေးကနေမန္တလေးမှာနေတဲ့သူတွေတဘောကြတကယ်လို့မန္တလေးနဲ့ရန်ကုန်နဲ့ဖြစ်နေရင်ဟိုအချိန်မီကတစ်လတစ်ခါတစ်လောက်နှစ်ချိန်သုံးချိန်အဲ့လိုလာတွေ့နိုင်တဲ့သူတွေတဘောကြ3-4လလောက်နေမှလာတွေ့တဲ့သူတို့ဘာလို့လဲတဘောမကြအနေဝေးရသူတဘောမကြကိုတိုင်းရတယ်ဒီမြန်မာပြည်မှာပဲနေတယ်ဘယ်နိုင်ငံမှာလည်းမတော်အောင်ပြီးသွားကြည့်စိတ်လည်းပြီးကောင်းပြီဆိုသည်ဖြစ်ပါစေဒီမြန်မာပြည်မှာပဲနေတာဖြစ်တယ်အဲ့လိုအနေဝေးတဲ့သူတွေတဘောမကြဘူးအနေဝေးတဲ့သူတဘောမကြဖြစ်တဲ့သူနေနီးတဲ့သူတွေကြိုက်တယ်ဆိုတာလေဒါကလက်မခံနိုင်ကြအကြောင်းမရှိဘူးဒါလည်းဖြစ်တယ်နေသူနဲ့ကိုယ်နဲ့အနေဝေးနဲ့သူဘာလုပ်နေလဲဘာလဲရှုံးရမှာမဟုတ်ဘူးဒီခုပြင်နေသိရမလားအဲ့တော့ကိုယ်နဲ့သူနဲ့အများအားတွေ့နေရတာမသဘောကျတယ်အနေဝေးတွေတဘောလည်းမကြဘူးတွဲလည်းမတွဲတတ်ဘူးအဲ့လိုမျိုးနောက်ပြီးရင်ရှိသေးတယ်ဗာလဲကိုကတော့နန်းရရန်ကုန်စာတိတော့မဟုတ်ပါဘူးနေဘက်ကဒါပေမဲ့ရန်ကုန်မှာလုံးနေပြီရန်ကုန်မှာနေရန်ကုန်ကလူနေလို့တွေးချင်တယ်ဘာလို့တချို့သူပြည်ပမှာသွားအလုပ်လုပ်တာ9နှစ်6နှစ်အဲ့9နှစ်6နှစ်ကြီးလို့သူတို့လာတဲ့အချိန်ကြီးထိုင်ဆောင်ပြီးလို့သိရမလားစောင့်ပြီးသူ့ကိုလာမျှော်